အားလုံးမင်္ဂလာပါလို့ကျွန်တော်ဒီမှာ share ဖို့ပြီးနေဒီမှာ share YouTube channel ကိုကြိုဆိုပါလို့ကျွန်တော်ခုကနောက်ပေးနေကျွန်တော်လည်းပါလဲဆိုတော့မိတ်ဆွေတွေပေါ်မှာအောင်မြင်နေတာပဲဖြစ်ဖြစ်တိုးတက်နေတာပဲဖြစ်ဖြစ်အောင်မြင်မှုကိုကျွန်တော်ရည်ရှိထိန်းသိမ်းနေတာပဲဖြစ်ဖြစ်ဒီဆောက်ရမယ့်အလေးချင်းတစ်ခုကိုကျွန်တော်နောက်ပေးချင်ပါတယ်လို့အလေးချင်းပါလဲဆိုမိတ်ဆွေစိတ်ကိုမတမတာဖြစ်စေပြီးတော့တိုးတက်စေမယ့်အလေးချင်းတစ်ခုကိုဒီဆောက်ပါလို့နောက်ပေးချင်ပါတယ်လို့ဒီဆောက်ပါလို့ပြောချင်ပါတယ်လို့ဘယ်လိုတိဆောက်ရမလဲဆိုဥမာမိတ်ဆွေကစာအုပ်ဖတ်ထားပါတော့ဘာလို့ဆိုလဲစာအုပ်တော့ကိုကျွန်တော်ကောက်ဖတ်လိုက်တာမျိုးမိတ်ဆွေကခီးသွားပါတော့ဘာလို့ဆိုလဲခီးသွားတာမျိုးပေါ့ခီးသွားတာမျိုးဥမာမိတ်ဆွေကအလုံးသိချင်းရုံးစင်းချင်းဆိုလဲကွပြန်နေရခါတိုင်းပြန်နေရလမ်းနဲ့ပြန်နေဆိုလို့ရှိရင်ပြန်နေရမဟုတ်တဲ့လမ်းပြန်တာမျိုးလို့ပေါ့မိတ်ဆွေကဖေပေါ်တစ်တော်ရေးကြည့်လို့ရှိရင်လဲကိုခါတိုင်းတည်င်းနေဟာတာရောကြည့်နေကြဆိုရင်အဲ့လိုတည်င်းနေဟာတာမဟုတ်တဲ့ကိုအတွက်အသိပညာရရှိမဲ့အကြောင်းအရာတွေကိုနားထောင်တာမျိုးအဲ့လိုလေ့ကျင့်တိဆောက်ခြင်းပဲဖြစ်ပါတယ်လို့ကိုကလုံးနေကြမဟုတ်တဲ့အလေးချင်းတစ်ခုပေါ့ကိုတိုးတက်စေမဲ့လုံးနေကြမဟုတ်တဲ့အလေးချင်းတစ်ခုတိဆောက်ခြင်းပဲဖြစ်ပါတယ်လို့တစ်ချိန်နဲ့လုံးမလားနှစ်ချိန်နဲ့လုံးမလားသုံးချိန်နဲ့လုံးမလားဆိုအဲ့လိုမဟုတ်ပါဘူးကျွန်တော်အကျင့်ဝရချီထောင်ကြီးလောက်အောင်မှာဖြစ်ပါတယ်လို့အဲ့လိုလို့ရှိရင်ဒီအလေးချင်းကမိတ်ဆွေကိုအောင်မြင်တိုးတက်စေပြီးတော့အောင်မြင်မှုကိုလည်းအရေးထိသိမ်းနိုင်မှာဖြစ်ပါတယ်လို့ကျွန်တော်ခုမြောက်ပေးတဲ့အကြောင်းအရာလည်းမိတ်ဆွေတို့အကျိုးရှိမှလည်းကျွန်တော်ယုံကြည်ပါတယ်လို့